charging ဝင်ဆိုတော့5 ampere လောက်တော့ဝင်တယ်နော်5 ampere ဘက်ထရီဘိုးတွေကဘယ်လောက်လဲ103ဖို့ဆရာထီးလင်း uniform သားမိုက် uniform လေးရဆရာလာပြီးဆိုတော့ဒီ uniform လေးနော်ဒီမှာတော့ဟောတော့ပြရတယ် Z input output ပြရတယ် output ရဲ့ပြီး charger ဝင်တဲ့ဟာ 0.5 တော့ဒီ20ကို 0.5 နဲ့အဲ့ဒါရင် charging တစ်ချက်ဖြုတ်လိုက်မယ်နော် 0.67 လောက်ပဲရှိတော့ဘက်ထရီဘိုးတွေက99ဖို့ရှိတော့နော်ဒီမှာဘက်ထရီဘိုးတွေပြရနော်99.6နော်လောက်ဆွဲလိုက်တော့ကြာပါလိမ့်ဘက်ထရီဘိုးတွေကလေဘက်ထရီဘိုးတွေနေရာမှာ input ဘိုးတွေဝင်ပြလိုက်5 ampere 5.7 ampere ဟိုဒီဂျေအိုးတွေဆိုဒီလောက်ပဲဆွဲ96ဖို့ဒီလောက်